မင်းပန်းကန်လေးရွာလေးတစ်ရွာမှာစုစုဆိုတဲ့ကောင်မလေးတစ်ယောက်နေထိုင်ခဲ့တယ်။ညနေတိုင်းစုစုရဲ့အမေကညစာအတွက်ပူပူနွေးနွေးထမင်းနဲ့ဟင်းသီးဟင်းရွက်တွေချက်ပေးတယ်။ဒါပေမဲ့စုစုကအစားအစာကိုတန်ဖိုးမထားဘူး။ဒီဟင်းမစားချင်ဘူးလို့မကြာခဏပြောတတ်တယ်။တခါတလေထမင်းတွေကိုပကံထဲမှာခြံထားတယ်။တခါတလေတော့ဘာမှတောင်မပြောဘဲအစားအစာကိုဖယ်ပစ်တတ်တယ်။စုစုရဲ့အမေကဝမ်းနေပေမဲ့ဘာမှမပြောခဲ့ဘူး။တနေ့တော့နေ့လယ်မှာတော့စုစုကစပားခင်းသားမှာနေတဲ့အဖိုးစီကိုတွားလေခဲ့တယ်။အဲ့နေ့ကနေကအရန်ပူနေတယ်။လယ်သမားတွေကရွှွန့်လယ်ထဲမှာစူးစမ်းအလုပ်လုပ်နေကြတာကိုတွေးတော့စုစုကသူတို့ကိုတေချာလေးကြည့်နေတယ်။အဖိုးကနူးနူးညံ့ညံ့ပြုံးပြီးပြောတယ်။ထမင်းစိတ်တိုင်းကစူးစမ်းလုပ်ကင်တဲ့လူတွေရဲ့လက်တွေကနေရလာတာပဲ။အဖိုးကလယ်သမားတွေကိုလက်ညှိုးထိုးပြတယ်။သူတို့ဟာမနှက်စောစောထပြီးနေပူပူအောက်မှာအလုပ်လုပ်ကြတယ်။ငါတို့လိုမိသားစုတွေစားဖို့အစားအစာစိုက်ပျိုးပေးကြတာလို့ညင်ညင်သာသာထပ်ရှင်းပြတယ်စုစုကတိတ်ဆိတ်သွားခဲ့တယ်။အဲ့ဒီညနေအိမ်ပြန်ရောက်တော့အမေကညစာထပ်ပြင်ပေးခဲ့တယ်။ဒီတစ်ခါတော့စုစုကထမင်းပန်းကန်ကိုဂယုတစိုက်ကင်ထားတယ်။ကျေးဇူးတင်ပါတယ်အမေလို့တိုးတိုးလေးပြောတယ်။ပြီးတော့သူကထမင်းစေးတစ်စေးတောင်မကြံအောင်အကုန်စားလိုက်တယ်။အမေကနွေးနွေးထွေးထွေးပြုံးပြီးစုစုကိုဖတ်လိုက်တယ်။အဲဒီနေ့ကစပြီးစုစုဟာအစားအစာမိသားစုနဲ့သူ့ကိုဂရုစိုက်ပေးတဲ့လူတွေကိုလေးစားတက်လာတယ်။ပြီးတော့အစားအစာတိုင်းဟာမေတ္တာနဲ့ပြုလုပ်ထားတာဆိုတာကိုသူမှတ်မိနေခဲ့တယ်။